ကျွန်တော် Iron Cross အကြောင်းလေးကိုနည်းနည်းပြောချင်တယ်ဒီမှာကိုခင်မောင်သားလည်းရှိနေတဲ့ခါကျတော့ကျွန်တော်တို့ INC တဝက်ဒီကိုရောက်နေပြီနော်ကျေးဇူးတော်ကိုချီးမွမ်းပါတယ် Iron Cross ကကျွန်တော်တို့ဆရာကြီးစိုးပွင့်မှုပြောင်းလဲပြီးတဲ့အချိန်မှာကျွန်တော်တို့ Iron Cross တေဂီတာကိုစတင်ဖွဲ့စည်းပါတယ်ဖွဲ့စည်းတဲ့အခါမှာကျွန်တော်တို့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ဆရာကြီးဒေးဗစ်ယုံမှုကပြောတယ်ဘွေကြီးမင်းဘေးအရာမစိုးအစပြုတဲ့အခါကျတော့ဆုတောင်းခြင်းနဲ့အစပြုပါအဲ့ဒါကြောင့်လို့ဆရာဆောပွဲမှုကနေအမြဲတမ်းကျွန်တော်တို့ဆုတောင်းခြင်းနဲ့ပထမဆုံးပွဲကျွန်တော်မှတ်မိသေးတယ်အုတ်ကန်ပွဲအုတ်ကန်ရွာလေးမှာကျွန်တော်တို့သွားတဲ့အခါဆုတောင်းခြင်းနဲ့အစပြုပြီးတော့ကျွန်တော်တို့စက္ကန့်အနက်ခဲ့ခြင်းဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ Iron Cross က33နှစ်ကျော်ရှိနေပြီနော်ဒီကညီကိုတချို့တွေဆို33နှစ်ထက်တောင်ငယ်အောင်မှာဒါကျေးဇူးတော်တသက်ဖြစ်တယ်ဘန်တွေကဖွဲ့ကြတယ်ကိုယ့်ရဲ့အတ္တတွေငွေကြီးတွေကြောင့်တော့၎င်းကွဲကြတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကမကွဲဘူးဘာဖြစ်လို့လဲနှိမ်ချခြင်းကျွန်တော်တို့ T1 ရဲ့လျှို့ဝှက်ချက်ကနှိမ်ချခြင်းလေးစားခြင်းအထူးသဖြင့်ကတော့ဆုတောင်းခြင်းဖြစ်ပါတယ်ဆုတောင်းခြင်းမပါဘူးဆိုရင်ကျွန်တော်တို့အနတ္တပဲဖြစ်တယ်ကျွန်တော်ဘလောက်ပဲတော်နေဘလောက်ပဲတက်နေပါစေတင်းမွက်ဘလောက်ပဲကောင်းပါစေအောင်မြင်ခြင်းကအတိုင်းအတာတစ်ခုပဲရှိလိမ့်မယ်ကျွန်တော်တို့အောင်မြင်ခြင်းကရက်တက်မသွားဘဲနဲ့ဘုရားသခင်ဥဆောင်တဲ့အခါမှာယခုထက်တာအောင်ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့အတူတူကလက်တွဲနေတယ်ဆိုတာတွေ့ရှိရခြင်းဖြစ်တယ်ကိုဗစ်တွေဖြစ်တယ်နိုင်ငံရေးတွေဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကတီးဝိုင်းတွေမရှိပေမဲ့လည်းဖျားနဲ့ပို့ပြီးနီးကပ်စေတယ်အဲ့ဒါကကျွန်တော်အတွက်ကောင်းကြီးဖြစ်တယ်ဖျားရဲ့ကောင်းကြီးကျွန်တော်အပေါ်မှာတက်ရောက်ခြင်းဖြစ်တယ်ကျွန်တော်အရန်အလုပ်တွေများတဲ့အခါကျတော့ဖျားသခင်ကိုကျွန်တော်ငငယ်တုန်းကအလုပ်မရှိဘူးဖျားကျွန်တော်ကိုအလုပ်ပေးပါတစ်လမှာ15ရက်လောက်ပဲအလုပ်ကရှိတယ်ဖျားသခင်ဟာတောင်းရင်တောင်းတဲ့အတိုင်းပြုတဲ့ဖျားဖြစ်တယ်အလုပ်တွေကဇက်တိုက်သွားတာကျွန်တော်အခုအချိန်ထိကိုမနာဘူးအထူးသဖြင့်ဒီအမေရိကန်နိုင်ငံရောက်တဲ့အခါကျွန်တော်တော်သားမျိုးတက်ပေါ့နော်အေးစစ်စစ်နားမလားပေါ့နော်ဟာနေ့တိုင်းဖျားသခင်ကအသုံးပြုတာ sound check အတန်လေးသွားချိန်ပေးတယ်ဒီမှာဆိုလဲနော်ဆရာတွေအများကြီးတယောက်ပြီးတယောက်ချိန်တယ်ကျွန်တော်အရန်အံ့ဩတယ်ကျွန်တော်လာတဲ့ခါလာချိန်မအောင်ဆိုတော့အရန်အံ့ဩတယ်တချို့ကပြောတယ်ဆရာတွေလာပြီးတော့ sound check လုပ်တာအားလုံးအဆင်ပြေတယ်နှစ်ပတ်ပြီးရင်ဒုံရင်းဖြစ်သွားတယ်ဒါပေမဲ့ဒီမှာဒီကဆရာတွေကအရန်နှိမ့်ချတယ်ဒီ sound engineer တွေကပြောပြရင်သူတို့အမြဲတမ်းနားထောင်တယ်အရန်လဲယူသေးမှုရှိတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ပြောချင်တာတော့ဖခင်ကိုအလောက်တောင်းတဲ့ကဖခင်ကယနေ့ဒီချိန်ထိအောင်ကျွန်တော်မနာမတန်လုပ်နေရတာဒါပေမဲ့လည်းလှုပ်တယ်ဆိုတဲ့အချိန်မှာဖခင်အမှုရာထဲမှာလှုပ်တာကောင်းကြီးမင်္ဂလာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီကညီကိုမွန်မတွေငယ်တုန်းက Sunday School တက်ဖူးကြမှာပဲနော်ငယ်တုန်းက Sunday School တက်ဖူးတဲ့လူတွေလက်ညှိုးထောင်ကြည့်အားလုံးပဲကျေးဇူးတင်တယ်အားလုံးကချင်းတောင်ကနေအများဆုံးလာတဲ့လူတွေဖြစ်မှာနော်ကျွန်တော်ကလည်းဟိုးအထင်ကြီးမရှိတဲ့ဟင်္သာမြို့ရွာလေးတရွာနေပြီးတော့ဘုရားသခင်ဟာရန်ကုန်မြို့ကိုပို့ဆောင်ပြီးတော့ကျေးဇူးတော်ကြောင့်ကျွန်တော်အမြဲတမ်းပြောတယ်မသက်633ကျွန်တော်ဘဝသက်တာကိုပြောင်းလဲစေခဲ့တဲ့ဟာ MYC ရောက်တဲ့အခါကျဂီတာပဲတီးကျင်တာတရက်လာလဲစမ်းစာတင်တယ်တရက်လာလဲစမ်းစာတင်တယ်3-4ရက်မြောက်ကြတော့တော်တော်သိမခံနိုင်တော့ဘူးယေရှုခရစ်တော်ကိုယုံကြည်ရင်ကယ်တင်ခြင်းရမယ်ဒါကကျွန်တော်သိပြီးသားတွေဘာလာသင်နေတာလဲပေါ့ကျွန်တော်ဂီတာတီးနေဂီတာဘယ်တော့သင်မှာလဲဒါပေမဲ့လည်းအဲ့အချိန်မှာဆရာကြီးဒေးဗစ်ယုံမောမဿဲ6:33နိုင်ငံတော်နဲ့ဖြောင့်မဲ့ခြင်းတရားကိုရှေးဦးစွာရှာကြလို့နောက်မှထိုအရာများကိုထည့်၍ပေးတော်မူလက်တန်းဒီကျမ်းကျမ်းအပြင်ကျွန်တော်ဘဝတတာကိုပြောင်းလဲစေခဲ့ပါတယ်ကျေးဇူးတော်ကြောင့်ပဲနောက်မှထိုအရာဆိုတဲ့ဆရာစိုးပွင့်မှုကနံပါတ်4ဖြတ်ခြင်းလို့ရိုင်တို့နဲ့ဝန်စီဂိတ်တဲကိုဝင်လာပြီးတော့ဆရာကြီးကိုပြောတယ်ဆရာကြီးကျွန်တော်ကောင်းကောင်းမကြိုးဆိုဘူးဆရာရဲ့ဂိတ်တကားကျွန်တော်ဝင်တိုက်သွားတယ်တဲ့မမ तू ဝင်တိုက်တာအဲ့လောက်ထိအောင်မူရစ်ဆေးကိုနှလုံးသားထဲမှာအသွေးထဲမှာ तू ကစွဲမြဲနေတဲ့ခါကျတော့အဲ့အချိန်မှာမူရစ်ဆေးကိုဖျက်တဲ့ခါကျတော့ကျွန်တော်နဲ့ဖျားသခင်ဟာကျွန်တော်နဲ့ဆရာကြီးနဲ့ကိုပေးတွေ့တယ်
ဖျားသခင်ကဘယ်လောက်ကောင်းမြတ်လဲဆိုရင်ဆရာစိုးဖက်မှုမပြောင်းလဲတဲ့အချိန်မှာကျွန်တော်သူနဲ့တွေ့မယ်ဆိုရင်ကျွန်တော်ဒီနေရာကိုရောက်ရှိလျာစားအကြောင်းလုံးဝမရှိဘူးလောကကြီးမှာလည်းရှိခြင်းမရှိမယ်ကျွန်တော်သူ့ကိုအရင်သဘောကျတာကိုသူလှုပ်တဲ့ဟာသူတောက်တဲ့ဆင်းလိပ်သူစားတဲ့ကွန်းရာအရက်တွေနံပါတ်4တွေကျွန်တော်လည်းလှုပ်မိမှာပဲသိကြတယ်ဒါပေမဲ့လည်းနိုင်ငံတော်နဲ့ဖြောက်မဲ့ခြင်းတရားကိုရှေ့ဦးစွာရှာတဲ့အခါဆရာစိုးဖက်မှုက 100% ပြောင်းလဲတဲ့အသက်တာနဲ့အသက်ရှင်သွားတယ်ဆိုတာတွေ့ရှိရတယ်အဲ့အချိန်မှာကျွန်တော်တို့ကိုခင်မောင်တန်းတို့ကိုခင်ရန်တို့ကိုဗညာတို့နဲ့အတူတကွ Iron Cross ဆိုတဲ့ဒီဂီတာကိုဖွဲ့စည်းခြင်းဖြစ်တယ်လူတွေကတော့ပြောတယ် Iron Cross ဘာလို့မကွဲတာလဲကွဲခြင်းတဲ့လူတွေလည်းရှိတယ်ကွဲစေခြင်းတဲ့လူတွေရှိတယ်ကျွန်တော်တို့အများကြီးရှိတယ်နော်ဘာဖြစ်ဆိုတော့ကျွန်တော်တို့ကိုတွန်းတယ်ကျွန်တော်တို့ကကြောက်တိုင်ကြီးလိုပဲကျွန်တော်တို့အားဖြင့်မဟုတ်ဘူးဘုရားသခင်အားဖြင့်ဖြစ်တယ်အခုထိအောင်ဘုရားသခင်ဟာကောင်းကြီးပေးတယ်ဆရာကြီးမနေ့ကပြောတာအရင်သဘောကျတယ်ကျွန်တော်တို့နောက်နှစ်100ဆိုရင်ဒီမှာတယောက်မှမရှိတော့ဘူးเนาะအားလုံးလက်ခံလားမသိဘူးကျွန်တော်ဆိုရင်တော့ပူဆိုတာပေါ့เนาะနီးနေပြီဒါပေမဲ့လည်းဆရာကြီးပြောတဲ့စကားအရင်သဘောကျတယ်သူဘုရားသခင်ကိုဆုတောင်းထားတယ်အသက်120တိုင်အောင်နေရမယ်တဲ့အာမင်ဒါဆိုရင်ဆရာတဝက်ပဲရှိသေးတယ်เนาะကျေးဇူးတင်တယ်ဒါကိုယ့်ရဲ့ယုံကြည်ခြင်းဖျားကိုအားပြုခြင်းဖျားကိုဖျားနဲ့သွားလိုက်လျှောက်တဲ့အသက်တာဒါပေမဲ့ဖျားရဲ့အလိုတော်ကဖျားပဲပိုင်တယ်ကျွန်တော်တို့အသက်တာဒါပေမဲ့လည်းကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကတော့အများကြီးရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘဝသက်တာဘလူပဲနေပါစီဒီကညီကိုမောင်နှမတွေစနစ်စကူတက်ပူမယ်အသက်ကြီးလာတဲ့ခါမှာမိသားစုရေးအလုပ်အကိုင်ရေးတွေနဲ့အားလုံးကလုံးနဲ့ချလိုက်ရိုက်ပြီးတော့ဖျားကိုတွေ့ကြီးနဲ့အသားလေးနောက်တလန်းဆုပ်တဲ့လူတွေရှိမယ်ဖျားကိုဘုရားကောင်းမြတ်တာကိုသိရသားနဲ့မေ့လျော့နေတာတွေရှိမယ်အဲ့ဒါတွေကိုငယ်တုန်းကငါတို့ကိုဘယ်လိုမျိုးသွန်သင်ခဲ့လဲကျွန်တော်တို့ကိုဘယ်လိုမျိုးဘုရားကဆရာမတွေအားဖြင့်နှုတ်ကပတ်တော်အကြောင်းနှုတ်ကပတ်တွေကလူပုဂ္ဂိုလ်တွေအကြောင်းဘယ်လိုသွန်သင်ခဲ့လဲဆိုတဲ့အရာလေးကိုတတိယပြီးတော့ဘုရားနဲ့အတူဆက်လက်ပြီးတော့အသက်ရှင်ဖို့လိုတယ်ကျွန်တော်တို့ကကောင်းတဲ့နေရာကိုရောက်ရင်အရင်အတိတ်ကိုမေ့တတ်တယ်အဲ့ဒါလူသဘာဝဖြစ်တယ်ဒါပေမဲ့ဒီအရာတွေမမေ့ဖို့ကကျွန်တော်တို့နှလုံးသားထဲကအမြဲတမ်းကျေးဇူးတော်ချီးမွမ်းမယ်ဆိုရင်ဘယ်တော့မှမမေ့ဘူးခုနကဆရာဆန်းမွန်ကကျွန်တော်စတူဒီယိုမှာလာပြီးတော့ဒီသချင်းလေးသူသွင်းသွားတာသူသွင်းတဲ့အချိန်မှာ तू ကဗမာစကားကောင်းအောင်မပြောတတ်ဘူးမပြောတတ်တော့သူ့အမျိုးသမီးကနေပြီးတော့ translate လုပ်ပေးတယ်အဲ့သချင်းကိုကျွန်တော်ဘာလို့နာမည်ကြီးလဲတော့စဉ်းစားလို့မရဘူးစာသားအဓိပ္ပာယ်ကိုနားထောင်ပါအော်ဘုရားသခင်ကတကယ်ကောင်းမြတ်ပါလားတညလုံးကောင်းမွန်အိပ်ရလို့မနဲ့မိုးလင်းလာတာမဟုတ်ဘူးကျွန်တော်အားစီးတွေတောက်လို့အားစီးတွေထိုးပြီးတော့ကျွန်တော်လမ်းဆန်းတက်ကြွပြီးတော့အသက်ရှင်လာတာမဟုတ်ဘူးဘုရားသခင်ရဲ့ကျေးဇူးတော်တသက်ကြောင့်ကျွန်တော်တနေ့တာကျွန်တော်လမ်းရင်အသက်ရှင်ရခြင်းဖြစ်တယ်ဒီစာသားကအရန်ကိုကျွန်တော်အတွက်အရန် touch ဖြစ်ပါတယ်အဲ့တချင်းလေးကိုကျွန်တော်ကိုမျိုးရဆိုပြီးတော့ကျွန်တော်တို့ဒီအလုံးဖန်တီးခဲ့ခြင်းဖြစ်ပါတယ်တခုဆရာစမ်းမုံဆိုသွားတာဗမာလူသားမပြောတတ်တာဖြောင်းနေတာပဲကျေးဇူးတော်ကိုချီးမွမ်းပါတယ်အခုကျွန်တော်စနစ်စကူဆိုတဲ့တချင်းလေးနဲ့ပထမဆုံးတည်ဆိုခြင်းပါတယ်